င်္ဂလာပါအောင်စောပိုင် real vlog ကနေကြိုဆိုပါရဗျဒီနေ့ခုလို Sunday ညမှာတော့ကျွန်တော်ရဲ့ vlog ကနေ Sunday feeling diary ဆိုတဲ့ season လေးကိုတင်ဆက်ပေးချင်ပါတယ်ဒီ season ကတော့ကျွန်တော်ရဲ့ vlog လေးကိုအားပေးကြတဲ့ fan တွေနဲ့ကျွန်တော်နဲ့ကြားမှာအဆက်အသွယ်လေးတစ်ခုဖြစ်စေဖို့ရည်ရွယ်ပြီးတော့တင်ဆက်ပေးသွားမှာပါမိတ်ဆွေတွေရဲ့ရှင်တွေကခံစားချက်တွေကို Sunday နေ့တိုင်းမှာကျွန်တော်ရဲ့ Sunday feeling diary ဆိုတဲ့အောင်စောပိုင် real vlog ကနေတင်ဆက်ပေးနေမှာပါဒီနေ့ကတော့ပထမဦးဆုံး vlog လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ရင်သွေးခံစားချက်တွေနဲ့စတင်ချင်ပါတယ်ခင်ဗျာတခါတလေမှာညတွေကတိတ်ဆိတ်လွန်နေဗျာလေတိုက်တန်တွေကတူတူလေးကြားနေရတယ်လေညင်းတွေကအမောင်တို့ကိုဖြိုခွင်းသွားတယ်တဖြည်းဖြည်းစိတ်ထဲကိုအတွေးတစားဝင်လာခဲ့တယ်တစ်ချိန်တော့အတူတူရေမောခဲ့ကြတယ်တငယ်ချင်းတွေကိုအခုလိုတိတ်ဆိတ်တဲ့ညတွေမှာရှမ်းလွမ်းမိတယ်ဗျာလမ်းမတစ်လျှောက်မှာအတူတူရှောက်ခဲ့ကြတဲ့နေ့တွေအတိတ်ပဲမရှိဘဲနဲ့ရီမောခဲ့ကြတဲ့ချိန်တွေရိုးရှင်းစွာအတူတူထိုင်ပြီးစကားပြောခဲ့ကြတဲ့တိတ်ဆိတ်တဲ့ညနေနဲ့ညတွေကိုပြန်ပြီးတတိယလာမိတယ်တခါတလေတော့ဘွားဆိုတာထင်သားလို့မတည်မြဲဘူးဗျာတနေ့နေ့မှာအတူတူရှိနေကြတဲ့လူတွေကတယောက်တနေရာစီကိုခွဲသွားတတ်ကြတာကြီးပဲတချို့တွေကအလောက်ကြောင်ဝေးသွားကြတယ်တချို့ကဘဝလမ်းကြောင်းမတူတော့တငယ်ချင်းတွေအဖြစ်ရပ်တန့်သွားတယ်ဒါပေမဲ့အမတ်တရားတွေကတော့မပြောက်ကွယ်ပါဘူးအခုလိုတိတ်ဆိတ်တဲ့ညတွေမှာတခါတရံတက်ပေါင်းတွေကြည့်မိတဲ့အခါအဲ့ဒီနေ့တွေကဘယ်လောက်တောင်ပျော်ခဲ့လဲဆိုတာကိုစိတ်ထဲမှာပြန်ပြီးတော့ခံစားမိတယ်တကယ်ချင်းဒီခုပဲနေရာမှာရှိနေကြလဲဆိုတာစဉ်းစားလို့မရဘူးအဆင်ပြေကြရဲ့လားဆိုတာကိုလည်းမချခဏစိတ်ထဲမှာမေးမိတယ်တချို့လူတွေကနေစဉ်မတွေ့နိုင်တော့ပေမဲ့စိတ်ထဲမှာတော့အမြဲတမ်းရှိနေကြပါတယ်အဲ့ဒါဟာပဲတကယ်ချင်းဆိုတဲ့စကားရဲ့အတိတ်ပဲကိုပို့ပြီးလေးနဲ့စီတာပေါ့ဝေးကွာသွားတဲ့တကယ်ချင်းတွေကိုတတိယရင်တောင်းစုတစ်ခုပြုမိတာကတော့ဘယ်နေရာမှာပဲရှိနေပါစေချမ်းသာပျော်ရွှင်နေကြပါစေလို့တကယ်လို့ငါတို့တနေ့နေ့မှာပြန်တွေ့ခွင့်ရမယ်ဆိုရင်ရှင်တော့ကလိုပဲရှီမောပြီးအမတ်တရားတစ်တွေထပ်ဖန်တီးနိုင်ပါစေလို့ဒီ Sunday Diary စီစဉ်ကနေအတန်းတင်ရင်မင်းတို့ကြားပါစေလို့တောင်းဆိုပြုလိုက်ပါတယ်ကဲမိတ်ဆွေတို့လည်းအခုလိုပဲရင်သွင်းခံစားချက် feeling တွေကိုကျွန်တော်ရဲ့အောင်စောပိုင် real Sunday feeling diary စီစဉ်ကိုပေးပို့ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ personal message မှာကိုယ်ပိုင်ခံစားချက်တွေကိုတနင်္လာနေ့ကနေစပြီးတော့စနေနေ့ထိနောက်ဆုံးထားပြီးတော့ပေးပို့နိုင်ပါတယ်အဲ့ဒီထဲမှာတနေ့ကိုစနေနေ့အပတ်တိုင်းစနေနေ့တိုင်းမှာနှစ်ဆောင်ခံစားပြီးဖတ်ပြတင်ဆက်သွားမှာပါဒါကလည်းကျွန်တော်ရဲ့အောင်စောပိုင် real vlog ကိုအားပေးကြတဲ့မိတ်ဆွေတွေနဲ့ကျွန်တော်နဲ့ကြားမှာရှိတဲ့အဆက်အသွယ်လေးတစ်ခုကိုတိစောက်ချင်တာပါအားလုံးပဲပါဝင်ကြမယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ရဲ့အောင်စောပိုင် real story real fight ကိုသဘောကျမယ်လို့ယုံကြည်ပါတယ်ဗျ